display setting နဲ့ phone အားကြကြလေးခံအောင်လုံးနည်းကိုတင်ပေးမယ် phone တိုင်းမှာ display setting လေးရှိရနော်ဒီမှာ display setting ဆိုရင်ဒီ phone တိုင်းမှာရှိပါတယ်ဒီ display setting နဲ့ဆိုရင်ကျွန်တော်တို့ phone အားကြကြလေးခံအောင်လုံးလို့ရပါတယ်တင်ရ phone အားကြကြလေးမခံလို့စိတ်ညစ်နေတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးလေးကြည့်ပါကျွန်တော်အဲဆို setting ထက်ကိုဝင်လိုက်မယ်setting ထက်ကိုဝင်ပြီးရင်ကျွန်တော်အောက်ကိုဆွဲပြီးဒီမှာ display and brightness ဆိုတဲ့ဟာကိုနှိပ်လိုက်မယ် okay display setting ထက်ကိုဝင်တာနဲ့ဒီလိုပုံစံလေးပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်နည်းနည်းလေးအောက်ကိုဆွဲပြီးဒီမှာ refresh rate ရှိရဒီကောင်ကိုနှိပ်လိုက်မယ် refresh rate ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့မှာ maximum နဲ့ standard ရှိရနော်ကျွန်တော်120 Hz ဖြစ်ရင်ဖုန်းအားဆိုရင်ခဏလေးအတွင်းမှာကုန်သွားမှာဖြစ်ပါတယ်ဖုန်းအား100ရာခိုင်နှုန်းကခဏအတွင်းမှာပဲကုန်သွားမှာဖြစ်ပါတယ်အဲကြောင့်ဒီကောင်ကို standard mode ကိုပြောင်းလိုက်ပါဒီမှာ standard mode ပါဆိုရင်60 Hz ပဲကုန်တယ်ဒီမှာရေးထားနော် save battery နော် battery save ဖြစ်တယ်လို့ဒီမှာလည်းရေးထားနော်အဲကြောင့်တင်ရဖုန်းကိုနော် standard mode နေရာကိုပြောင်းလိုက်ပါဒီကောင်ကိုလုပ်ပြီးရင်ကျွန်တော်တို့ဒီဘက်ကိုသွားလိုက်မယ်ဒီဘက်ကိုသွားပြီးကျွန်တော်တို့ဒီမှာautomatic brightness ရှိရနော် automatic brightness ရှိရင်ဘာဖြစ်မှာလဲဆိုရင်သူကလိုပဲအလင်းများမယ်အလင်းရော့မယ်သူကလိုပဲဖြစ်မှာဖြစ်ပါတယ်နော်အဲကြောင့်ကျွန်တော်ဒီလိုဖြစ်ရင်ဖုန်းအားဆိုရင်ခဏလေးအတွင်းမှာကုန်သွားမှာဖြစ်ပါတယ်အဲကြောင့်ဒီကောင်ကိုဒီမှာနော်သူကလိုအလင်းများမယ်သူကလိုပဲအလင်းရော့မယ်နော်ဒီလိုပုံစံနဲ့ဖြစ်မှာဖြစ်ပါတယ်ကိုဘာမှမလုပ်ရသေးဘူးဒါပေမဲ့သူကလိုပဲနော်အော်တိုဖြစ်သွားအောင်ဖြစ်ပါတယ်အဲကြောင့်ဒီမှာဒီကောင်ကိုပိတ်ရအောင်ဖြစ်ပါတယ်ဒီကောင်ကိုပိတ်ပြီးကိုကဘလောက်အလင်းလို့ရှင်လဲအဲ့လောက်ပဲကိုကတုံးလို့ရတယ်နော်ဒီလိုပုံစံနော်အဲ့လိုဆိုရင်ဖုန်းအားကြကြလေးခံမှာဖြစ်ပါတယ်โอเคဒီကောင်ကိုလုတ်ပြင်ကျွန်တော်နောက်တစ်ခု setting ကိုလည်းပြောပြမယ်အဲ့ဟာပါလဲဆိုရင်ဒီ color လို့ရေးထားတဲ့နေရာကိုသွားလိုက်မယ်ဒီမှာ color မှာဆိုရင်သူက saturated ရှိနေတယ်နော်ဒီလို saturated ဖြစ်ရင်ဘာဖြစ်မှာလဲဆိုရင်ဖုန်းအားကြကြလေးမခံပါဘူးဖုန်းအားကြကြလေးခံချင်တယ်ဆိုရင်ဒီမှာ recommended ဆိုတဲ့ဟာကိုနှိပ်လိုက်ပါနော် VI ဒီနော်recommended ဆိုတဲ့အားကိုနှိပ်လိုက်ပါဒီကောင်ကိုနှိပ်ချအားပြီးကျွန်တော်တို့ဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ် okay ဒါပြီးရင်နောက်တစ်ခု setting ကိုလည်းပြောပြမယ်အဲ့ဒါဘာလဲဆိုရင်ဒီ dark mode option ရှိတယ်ဒီကောင်ကိုနှိပ်လိုက်မယ်ဒီမှာနော်ကျွန်တော်တို့တကယ်လို့ကျွန်တော်တို့ application တွေအားလုံးကို dark mode နဲ့သုံးမယ်ဆိုရင်နော်ဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ်အဲကြောင့်တင်း application တွေအားလုံးကို dark mode သုံးချင်တယ်ဒါမှမဟုတ်ကိုကတချို့ application တွေကိုပဲ dark mode သုံးချင်တယ်ဆိုရင်နော်ဒီမှာရွေးလို့ရနောက်မှကျွန်တော် TikTok ကို dark mode သုံးချင်တယ်ဆိုရင် TikTok ကိုဒီမှာရွေးချက်လို့ရတယ်ပြီး turn on ကိုနှိပ်လိုက်မယ်နောက်တစ်ခုကျွန်တော်တို့ဇပြားကို dark mode နဲ့သုံးချင်ဆိုရင်ဒီမှာဇပြားကိုဒီလိုပုံစံနှိပ်ပြီး turn on လုပ်လို့ရတယ်နောက်တစ်ခုနော် VPN ကို dark mode သုံးချင်တယ်ဆိုရင်ဒီလိုပုံစံနှိပ်ပြီး turn on နှိပ်လို့ရတယ်ဒီလိုပုံစံနဲ့ dark mode နဲ့သုံးမယ်ဆိုရင်တော့ဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ်အဲကြောင့်ကိုကအများတန်းလို့သုံးတဲ့ application တွေကိုဆိုရင် dark mode နဲ့သုံးလိုက်ပါအဲ့လိုဆိုရင်ဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ် okay ဒီကောင်ကိုလို့ပြီးရင်နောက်ဆုံး setting ကိုလည်းပြောပြမယ်အဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ရဲ့ screen ကိုနော် screen ကဒီမှာအဖြူအောင်ဖြစ်နေတယ်နော် screen ကအဖြူအောင်ဖြစ်ရင်ဖုန်းအားကကြကြလေးမခံပါဘူးဟုတ်ပါတယ်နော် screen ကိုကျွန်တော်တို့အဖြူအောင်ကားနဲ့အမဲအောင်ပြောင်းမယ်နော်ကျွန်တော်တို့ white mode နော် light mode ကနေကျွန်တော်တို့ dark mode ပြောင်းမယ်ဒီလိုပုံစံနဲ့ပြောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ်အဲကြောင့်ဖုန်းကိုနော် light mode ကနေ dark mode ပြောင်းလိုက်ပါဒီလိုပုံစံနှိပ်ပြီးမှကျွန်တော်တို့ light mode ကနေ dark mode ပြောင်းလိုက်ပါအဲ့ dark mode ပြောင်းခြင်းအပြီးဒီ screen ကအမဲအောင်ဖြစ်သွားအောင်ဖြစ်ပါတယ် screen ကအမဲအောင်ဖြစ်ရင်ကျွန်တော်တို့ဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကတော့ display setting မှာရှိတဲ့ setting တွေကိုပြောပြတာဖြစ်ပါတယ်အဲ setting ကိုလုပ်ခြင်းအပြီးကျွန်တော်တို့ဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ်အဲကြောင့်ကိုက Android phone သုံးနေဆိုရင်တော့အခုချက်ချင်းပဲ display setting မှာရှိတဲ့ဒီ setting တွေကိုအခုချက်ချင်းပဲလုပ်လိုက်ပါဒီကောင်ကိုလုပ်ခြင်းအပြီးဖုန်းအားကကြကြလေးခံမှာဖြစ်ပါတယ်